ကိုရီးယားအစားအစာလို့ပြောလိုက်တာနဲ့ဈေးကြီးရလို့ထင်ကြတယ်ဟုတ်ဒီလိုမျိုး2ယောက်3ယောက်လောက်စားလို့ရတဲ့စက်မန်နီကိုမှ4000ကျပ်ပဲပေးရပြီးတော့အရသာလည်းအရန်ကောင်းတာမလို့အဲ့ဆိုင်လေးကိုခေါ်တော့မဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင် Grace ခေါ်တော့မဲ့ဆိုင်နာမည်လေးကတော့မွင်ပဲဖြစ်ပါတယ်စမ်းချောင်းမြို့နယ်ကျွန်းတော်လက်နဲ့ဖြာပုံလန်းတောက်မှာရှိတာပဲဖြစ်ပါတယ်ရှင်ကံမောစာပန်စမ်းချောင်းဖြာပုံလန်းဘန်ခွဲရဲ့ရူထော့မှာဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်ဆိုင်နာမည်လေးကကိုရီးယားအတန်တွဲနဲ့မလို့မွင်လို့ခေါ်ပါတယ်ဆိုင်ရလေရူထော့မှာဖွင့်ထားတာမလို့အတွင်းကန်းရဲ့အပြင်ဘက်ရူထော့ရဲ့ဆိုပြီး2နေရာရှိပါတယ်အတွင်းကန်းမှာတော့အဲကွန်နဲ့အေးအေးဆေးဆေးကြိုက်တဲ့သူတွေကအတွင်းမှာစားပေါ့နော်လေတဖြူဖြူနဲ့ကြိုက်တဲ့သူတွေကကြာအခုလိုမျိုးအပြင်မှာစားပေါ့နော် Grace ကတော့ night view ကိုကြည့်ပြီးတော့လေလေးတဖြူဖြူနဲ့ထိုင်ရတာကိုကြိုက်တဲ့သူမလို့ rooftop ဘက်မှာပဲထိုင်လိုက်ပါတယ်ရှင်ရှေ့မှာ Grace ပြောခဲ့သလိုပဲ2ယောက်3ယောက်လောက်စားလို့ရတဲ့ set menu ကိုမှ4000ကျပ်ပဲပေးရတာမလို့ Grace ကတော့ set menu လိုက်မှာချလိုက်ပါတယ်ရှင် set menu ထဲမှာဆိုရင်အသားကင်ပါမယ် stew ပါမယ် pancake ပါမယ်ပေါ့နော်ပန်ကိတ်မှာဆိုရင် kimchi pancake ရဲ့ကြက်သွန်မိတ် pancake ရဲ့ဆိုပြီး2မျိုးတွေက1မျိုးကိုရွေးလို့ရပါတယ်အသားကင်ထဲမှာဆိုရင် pork belly ရဲ့ pork shoulder ရဲ့2မျိုးအရောပေးထားတာမလို့တော်တော်လေးတန်တယ်လို့ပြောရမယ်ပြီးတော့ kimchi stew ကလည်း side သေးဆိုပေမဲ့ portion ကတော်တော်လေးများတာကိုတွေ့ရတယ် Grace ကတော့ကိုရီးယားစားတောက်တွေစားတဲ့ချိန်မှာဆိုဂျူးတွေ cocktail တွေဘီယာတွေနဲ့တွဲစားတာကိုကြိုက်တဲ့သူမလို့ဆိုဂျူးရော cocktail ရောဘီယာရောမှာချလိုက်ပါတယ်ရှင်ဒါလေးကတော့အမဲနံရိုးစွပ်ပါအမဲနံရိုးကိုမှလေအတုံးမပြတ်ပုံမပြတ်ပဲနူးအိနေအောင်ပြုတ်ထားတာမျိုးပါရှင်အသားရဲ့တဘာဝအချိုဓာတ်ကိုမှစားလေးနည်းနည်းပေါင်လေးကောင်းလေးနည်းနည်းပေါက်ပြီးတောက်ရတာမလို့လုံးဝကို healthy ဖြစ်တဲ့အစားအစာပါဒါကတော့ Grace အကြိုက်ဆုံးစားစာတစ်ခုဖြစ်တဲ့ကိုရီးယားကြက်ကြော်ပါကြက်ကြော်ရဲ့မှာဆိုရင် Grace ကကိုရီးယားကြက်ကြော်ကိုအကြိုက်ဆုံးပါဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ sauce ကြောင့်ပေါ့နော် sweet and spicy တို့ soy garlic တို့လိုမျိုးအဲ့လို sauce တွေကိုအရင်ကြိုက်တဲ့သူမလို့ကိုရီးယားကြက်ကြော် crazy ပါဒီမှာဆိုရင်ပေါင်ရောတောင်ပန်ရောရပါတယ်အရသာတွေအနေနဲ့ဆိုရင်လည်း sweet and spicy လည်းရတယ် soy garlic လည်းရပါတယ်ရှင်ပြီးတော့လေဒီဇိုင်းကဂျာဂျန်မြောင်လည်းအရန်ကောင်းတယ် Grace တော့အရန်ကြိုက်ခဲ့တာသူ့စီကပဲခောက်ဆွဲရလေခောက်ဆွဲရလည်း homemade လုပ်တာပဲခောက်ဆွဲအနှစ်ကလည်း homemade လုပ်တာကိုရီးယားလူမျိုးစစ်စစ်ကိုယ်တိုင်လှုပ်ထားတဲ့ဟာမလို့အရသာကဘယ်ဟာနဲ့မှမတူပဲအရန်ကိုစကောင်းနဲ့တမူထူးကြတာကိုတွေ့ရပါတယ်ခောက်ဆွဲအလုံးသေးသေးလေးမလို့ Grace ကပို့ပြီးသဘောကျခဲ့ပါတယ်ပဲခောက်ဆွဲအနှစ်ကလည်းစိတ်ညာပဲအရန်စကောင်းတာဒါလေးကတော့ pork bulgogi ပါသူကလေဝတ်သားကိုပါလေးတွေပြားလိုက်တယ်ပြီးသွားလို့ရှင်ပဲငမ်ပြားရည်တွေကြက်သွန်ဖြူတွေနန်းစီတွေနဲ့တေချာလေးကို marinate လုပ်ထားတာအဲ့ဒါကိုမှစီနည်းနည်းလေးနဲ့မီအေးလေးနဲ့ကြော်ထားတာမျိုးပေါ့နော်သူက healthy ဖြစ်တယ်စားလို့လည်းကောင်းဒါလေးကတော့ set menu ထဲမှာပါတဲ့ pancake ပါရွေးချယ်စရာ2မျိုးရှိတဲ့ထဲက Grace ကကြက်သွန်မိတ် pancake လေးကိုရွေးလိုက်ပါတယ်ရှင်အနက်မမွေးလေးနဲ့စိတ်ကျွတ်လေးမလို့အရန်စားလို့ကောင်းဒါကတော့ boneless ပါ boneless ဆိုတော့ကလေးတွေအတွက်တင့်တော်ရဲပြီးတော့ maronis လေးနဲ့တို့စားအရန်စားလို့ကောင်းတယ်သူကကျွတ်ထုတ်လေးဖြစ်နေအောင်ကြော်ထားတာမျိုးလေးကလေးရောလူကြီးရောကြိုက်ကြမှာဒါလေးကတော့ K-drama တွေအကျင့်များတဲ့ Grace တောက်ချင်လို့မှာလိုက်တဲ့ဂုံဟင်းရည်ပါဒီဟင်းရည်ကတော့ကိုရီးယားလူမျိုးတွေကြိုက်ကြတယ် Grace လည်းကြိုက်လို့မှာတောက်တာမြန်မာလူမျိုးအများစုတော့ကြိုက်မယ်လို့မထင်ပါဘူးရှင်ဒါလေးကတော့ကလေးလေးလည်းကြိုက်ကြမယ် chicken maronis ပါထမင်းဖြူပေါ်မှာကြက်ကြော်တုံးလေးတွေတင်ထားပြီးတော့မှ maronis တွေ soy sauce တွေနဲ့နယ်ထားပေးတာမျိုးပါကလေးလေးလည်းကြိုက်ကြတယ်အချိုစားတဲ့လူတွေလည်းကြိုက်ကြပါတယ်ဆိုတော့ခြုံပြောရမယ်ဆိုရင်စားတောက်တွေကအရသာအရန်ကောင်းတယ်ကိုရီးယားလူမျိုးစစ်ကိုရိုင်းချက်ပြုတ်ပြင်ဆင်ထားတဲ့ကိုရီးယားအစားအစာစစ်ဖြစ်တယ်မြန်မာပါဇက်မြန်မာဂရင်းနဲ့ကိုက်ညီအောင်ချက်ပြုတ်ပြင်ဆင်ထားတာကိုလည်းတွေ့ရတယ်ပြီးတော့ဈေးအရန်တန်တယ်ထိုင်လို့လည်းကောင်းတယ်လေတဖြူဖြူလေးနဲ့အေးပြီးအရန်ထိုင်လို့ကောင်းတယ်ဆိုတော့ကပ်ပရီဒိတ်ဖို့ပဲဖြစ်ဖြစ်တငယ်ချင်းတွေဟန်ကောက်ထွက်ဖို့ပဲဖြစ်ဖြစ် family gatherings လုပ်ဖို့ပဲဖြစ်ဖြစ်တင့်တော်တဲ့ဆိုင်စင်ကြတဲ့ဆိုင်လို့ပြောပြရစေဆိုင်နာမည်လေးကတော့မိုးရင်မှာကမောစာပန်စမ်းချောင်းဖြာပုံလန်းဘန်ခွဲရဲ့အပေါ်တက် rooftop မှာရှိတာပါကမောစာပန်ကိုတွေ့ရတဲ့ဘေးလေကနေတက်လာပြီးတော့ဓာတ်လေကအတိုင်းတက်လာမှာပါဓာတ်လေကမှပီလို့နှိပ်လိုက်တာနဲ့မိုးရင်ကိုတက်ရောက်မှာပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်အားလုံးမတတာ